ညီကိုအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမကိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့အတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာလီဗာပူးကတိုက်စစ်မှုစလာကြောင်းထင်မှတ်မထားတဲ့အကြက်တဲတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့လီဗာပူးကန်ဝင်ကစားသမားတူဖြစ်တဲ့စတီဗင်ဂျရက်ကသုံးသပ်လိုက်တဲ့သတင်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်ပါတယ်ဆလာဟာလက်ရှိဘောလုံးရာသီမှာဘက်ပေါင်းဆောင်ကစွမ်းဆောင်ရည်ကျဆင်းလာတယ်ဆိုတာကိုသူကစားခဲ့တဲ့ကွင်းတွင်းစွမ်းဆောင်ရည်တွေမှတ်တမ်းတွေကတော့သက်သေပြလက်ရှိပါတယ်။ဆာလာဟာလီဗာပူးအတွက်248ဂိုးထိသွင်းယူပေးခဲ့ပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့ဘောလုံးရာသီကလီဗာပူးချန်ပီယံဖြစ်ဖို့အတွက်အဓိကအကျဆုံးကစားသမားဖြစ်တဲ့ခြေစွမ်းပြခဲ့တဲ့သူဖြစ်ပါတယ်။စတီဗင်ဂျရက်ကဆာလာစွမ်းဆောင်ရည်ကျဆင်းတယ်လို့ဖြစ်နေတာဟာတွဲဖက်ကစားရတဲ့ကစားသမားတစ်တွေနဲ့အချိတ်ဆက်မမိသေးတာကြောင့်ဖြစ်နိုင်တယ်လို့တခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်တာကြောင့်ဖြစ်တင်ဖြစ်ထိုက်တဲ့အဖြစ်မျိုးမရှာနိုင်ရင်လီဗာပူးအတွက်အကျက်တဲဖြစ်လာလိမ့်မယ်လို့ပြောခဲ့တာပါခင်ဗျာ။မန်ယူတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကလက်သွဲဖို့ပီတာတဲ့ဇနီးဖြစ်သူကြောင့်အောင်မြင်တဲ့ဘောလုံးသမားဖြစ်လာခဲ့တယ်လို့ပြောလိုက်တဲ့သတင်းကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်။ Sporting Lisbon မှာကလေးကရုန်းကန်နေရချိန်မှာလိုအပ်တာတွေကိုဇနီးတဲ့ဖြစ်သူအေနာကဖြည့်ဆည်းတာတွေအားပေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့ငွေကြေးထက်သူဖြစ်ချင်တာတွေကိုပဲရွေးချယ်ခွင့်ပေးခဲ့တာတွေကြောင့်မန်ယူလိုအသင်းမှာပိတ်သက်တွေချစ်ခံရတဲ့အောင်မြင်တဲ့ဘောလုံးသမားဖြစ်ခဲ့တာလို့ဘရူနိုဖာနန်ဒက်စ်ကပြောခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်ကပြီးခဲ့တဲ့နွေရာသီတုန်းကဆော်ဒီဘက်ကများပြားလာတဲ့ငွေကြေးခံစားခွင့်တွေနဲ့ကမ်းလှမ်းခဲ့ပါတယ်။ကျွန်တော်အေနာကိုဒီလိုကမ်းလှမ်းမှုတွေရှိတယ်လို့ပြောပြခဲ့ပါတယ်။သူပြန်မေးတာကမန်ယူနဲ့အတူကျွန်တော်လိုချင်တဲ့အောင်မြင်မှုတွေရပြီလားဆိုတဲ့မေးခွန်းပါ။ကျွန်တော်မန်ယူနဲ့အတူအောင်မြင်မှုတွေအများကြီးလိုချင်တာအေနာကသိပါတယ်။မရသေးဘူးလို့ကျွန်တော်ဝန်ခံတော့သူကကျွန်တော်တို့ကစီးရဲနေတာလည်းမဟုတ်ဘူး။ငွေကြေးထက်ကျွန်တော်လိုချင်တာတွေရဖို့ကိုပိုလို့တင်တယ်လို့ကြံပေးခဲ့ပါတယ်။ဒီလိုမျိုးတွေကကျွန်တော်ဘဝမှာအချိန်ချင်းကြုံခဲ့ရတာပါ။သူကြောင့်မန်ယူလိုအသင်းမှာကျွန်တော်အောင်မြင်တဲ့သူဖြစ်လာရတာဖြစ်တယ်လို့ပြောကြားခဲ့တာပါခင်ဗျာအခုနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာဆင်နယ်နီးပြအာတီတာကတေကန်ဘော်ရီကိုအခုလိုအကောင်းဆုံးအသုံးချနိုင်ဖို့အတွက်10နှစ်လောက်တော့မှစဉ်းစားအသုံးချခဲ့တာဖြစ်တယ်လို့ပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာတီတာကအာဆင်နယ်မှာကစားသမားဘဝကအနားယူချိန်ကလေးကခစ်တစ်ဘောလုံးကဘာမှာဂိုးရဖို့ပိုခက်ခဲလာတဲ့အကျက်တဲကိုတေကန်ဘော်ရီကိုကောင်းကောင်းအသုံးချပြီးဖြည့်ရှင်းတဲ့နည်းနဲ့ဆိုရင်ဖြည့်ရှင်းနိုင်တယ်လို့ယုံကြည်ခဲ့တယ်လို့အစင်တစိုက်နီလန်းရှာခဲ့တာကြောင့်အာဆင်နယ်ကိုခုလိုမျိုးတေကန်ဘော်ရီနဲ့ဂိုးအများဆုံးတွင်းနိုင်တဲ့အသင်းဖြစ်လာအောင်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ပြောခဲ့တာပါအဲ့ဒါအပြင်အာတီတာကမန်စီးတီးကိုနီးပြအဖွဲ့ဝင်ဖြစ်သွားပြီးတော့ဂွာဒီယိုလာနဲ့လက်တွဲခွင့်ရခဲ့တာကလည်းတေကန်ဘော်ရီကိုဘယ်လိုအသုံးချရင်ကောင်းမွန်တယ်လဲဆိုတာကိုပို့ပြီးတော့သိမြင်စေခဲ့တယ်လို့ပြောခဲ့ပါတယ်အာဆင်နယ်ဟာ2023-2024ဘောလုံးရာသီနောက်ပိုင်းမှာတေကန်ဘော်ရီကနေ43ဂိုးအထိသွင်းနိုင်ခဲ့တယ်လို့လက်ရှိဘောလုံးရာသီမှာလည်း12ပွဲကစားပြီးချိန်မှာတေကန်ဘော်ရီကနေ10ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်ခင်ဗျာဒီကနေ့အတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုကျွန်တော်တို့ဘာမှခရနေပြီးညီကိုတို့အားလုံးတက်စူးစီးပြီးတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပုံမှာညီကိုတို့ထင်မြင်စချက်လေးတွေကိုကျွန်တော်တို့ဘာမှခရဲ့ဗီဒီယိုတွေအောက်မှာ comment တွေပေးရနိုင်တယ်လို့ကျွန်တော်တို့ဘာမှခရဲ့ဗီဒီယိုတွေကို like and share လုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာကျွန်တော်တို့ဘာမှခရဲ့ဗီဒီယိုတွေကိုစုံထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ